Awaken Soundware 2026ဆိုတဲ့ပွဲကိုသွားနေရပါတော့အဲ့ပွဲကနှစ်တိုင်းလုပ်တယ်ခုကြတဲ့ဟာကြတော့သူကရှေးဟောင်းအဆောက်အအုံတွေကိုပေါ့နော်သူက project mapping lighting အဲ့လိုတွေနဲ့ digital app လုံးဝမိုက်စားပြထားတာဆောင်းဝလန်ဆိုတာက China Town ရဲ့အနောက်မှာရှိပြီးတော့7မိနစ်လောက်လမ်းချောင်းရောက်တယ်MRT Blue Line ဝမ်မခွန်မှတ်တိုင်မှာဆင်းပြီးတော့ exit 1ကနေဆင်းလိုက်တာနဲ့ China Town တက်ရောက်ပါပြီAwaken Soundware ဆိုတာနှစ်တိုင်းကျင်းပလေးရှိတဲ့ digital app ပွဲတော်ဖြစ်ပြီးတော့ဒီနှစ်2026မှာတော့ highlight နေရာ21ခုအထိပါဝင်ထားတယ်ဒီနေရာကဇူလိုင်3ရက်နေ့ကနေပြီးတော့12ရက်နေ့ထိလောက်မှာသူကညနေ6နာရီကနေပြီးတော့ည7နာရီအထိပေါ့နော်ဝင်ရတော့လုံးဝ free တနေရာနဲ့တနေရာထွားထားဆိုတော့လက်မွေးဖို့ကိုအတန်းရှည်ပြီးတော့စောင့်ရတယ်ပေါ့နော်အဲ့ဒါရှိပါတယ်ဒီဆောင်ဝက်လမ်းကြီးကအခုနောက်ပိုင်းမှာလူငယ်တွေကြားထဲမှာ trend ဖြစ်လာတဲ့လမ်းကြီးပေါ့နော်နှစ်ပိုင်းဆိုလို့ရှိရင်လည်းသူက coffee ဆိုင်လှလှလေးတွေနောက်ပြီးတော့အဝတ်စားဆိုင်တွေအဲ့လိုမျိုးလူငယ်တွေအကြိုက်ဆိုင်တွေအများကြီးရှိတယ်နောက်ပြီးတော့အခုနောက်ပိုင်းမှာ trend ဖြစ်လာတဲ့ပေါ့နော် newspaper photo book ပေါ့ဓာတ်ပုံရိုက်လဲလို့ရှိရင်ဒီသတင်းစာပုံစံစာမျိုးကြီးထွက်လာတာအဲ့ photo book လည်းရှိတယ်ဒီမှာAwaken Soundware ညပိုင်းဆိုလို့ရှိရင်တော့သူကကြက်ပြမ်းမြရဲ့ဘေးနားမှာရှိတာဆိုတော့အေးစိတ်ထိုင်စားလို့ရတဲ့နေရာတွေလည်းအများကြီးရှိတဲ့အပြင်မှာ relax လုပ်လို့ရတယ်လူငယ်တွေရဲ့လမ်းဆိုတော့ DJ တွေပါဖွင့်ပေးထားသေးရနော်ဘွဲတော်ရဲ့မှာမဟုတ်ဘူးနော်ဒီလမ်းကြီးကလူငယ်တွေနဲ့အများနဲ့စီနေတာညနေ6နာရီကနေဖွင့်တာဆိုပေမဲ့လူတွေကအယောက်များတယ်အခုဥလိုရောက်နေတဲ့အချိန်ဆိုလို့ရှိရင်ဒီမှာ9နာရီခွဲပြီးတော့9မိနစ်ပေါ့နော်9နာရီ35တောင်ရှိနေပြီဒါပေမဲ့လူတွေကတော့အပြည့်ပဲလူလျှောက်တာကိုကြိုက်တဲ့လူတွေအတွက်ကတော့နည်းနည်းလေးအခက်အခဲဖြစ်မယ်ပေါ့နော်လူတွေကအရမ်းများတာပေါ့နော်ချွေးတွေကအရမ်းထွက်ပြီးတော့တနေရာသွားဖို့အရမ်းကြက်ပါတယ်အခုကတော့အိမ်ပြန်တော့မှာပါ MRTC ကိုသွားနေရပါတော့အိမ်ကနေပေါ့နော်8နာရီခွဲလောက်ထွက်လာတာအခုအိမ်ပြန်တဲ့အချိန်ကတော့10နာရီ40လောက်ရှိပြီပေါ့နော်အိမ်မှာပြန်ပြီးနားပါတော့မယ်တက်